မေယိုတွေ့ကျင်တဲ့သူတွေဒီမှာရှိပါသလားလူတိုင်းကတော့ကိုလှကျင်ကြတာပါပဲဒါပေမဲ့လည်းလွန်ခဲ့တဲ့9နှစ်ကကိုရဲ့ပုံစံကအခုထက်ပိုပြီးတော့ရုပ်ဆိုးနေတယ်ဆိုတာကိုတော့အားလုံးလည်းလက်ခံကြမှာပါအဲ့ဒါကိုတော့အရွယ်ရောက်ပြီးတော့လှပလာတယ်လို့လည်းခေါ်ဆိုကြပါတယ်ဒီနေ့မှာတော့အရန်ကိုလှပပြီးပြောင်းလဲသွားတဲ့လူတွေအကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခက်ဆိုးဆိုးရုပ်တွေကိုပြုပြင်ပြောင်းလဲခဲ့ကြတဲ့ဒိတ်ဒိတ်ကျဲဆယ်လေးတွေလည်းပါဝင်နေပါတယ်ဘယ်သူတွေဖြစ်မလဲဆိုတာကတော့အဆုံးထိလိုက်ပါကြည့်ရှုခန်းစားလိုက်ရအောင်ပါလူချင်းမင်းတို့ယုံကြည်စိတ်ချရတဲ့ iPad 8ချမ်းကိုရှော့ဖွင့်နေပါသလားဒါဆိုရင်တော့ Premier iPad 789ကတင်းရဲ့အရှိမရှိနေပါပြီ24နာရီဝန်ဆောင်မှုလေးပေးထားပြီးတော့ KB set CB AYA ဝေများဖြစ်ပါအချိန်မီထုတ်ယူရရှိနိုင်ပါတယ်တရုတ်နှစ်ကို1000ကျပ်နှုန်းနဲ့အကောင့်ဆက်တင်ဖွင့်ကစားနိုင်ပါတယ်လိပြဲမွေးပေါင်းစုံနိုင်ငံပွဲတွေပြင်မြန်မာပွဲတွေကိုပါစော့ကစားနိုင်မှာဖြစ်ပါတယ်စိတ်ဝင်စားရဆိုရင်တော့ဖုန်းနံပါတ်3998899313ကိုအခုပဲဆက်သွယ်စုံစမ်းနိုင်ပါပြီ American Plastic Surgery ကျွမ်းကျင်သူတွေရဲ့ပြောကြားချက်အရနှစ်စစ်နှာခေါင်းခွဲစိတ်ပြုပြင်သူပေါင်း2,200,000လောက်လုပ်ပေးနေရတယ်လို့သိရပါတယ်။ဒါဆို2026ရောက်တာနဲ့ Plastic Surgery လုပ်ငန်းကနေဒေါ်လာဘီလီယံ80လောက်တန်ကြေးရှိမဲ့လို့လည်းခန့်မှန်းထားကြပါတယ်။တကယ်တမ်းပြောရမယ်ဆိုရင်2010-2020လောက်တော့မှ Surgery တွေခေတ်စားလာတာမဟုတ်ပါဘူး။လောင်လောင်အောက်ကို2004တုန်းကဆိုရင် Fox ကနေဦးစီးပြီးတော့ဘင်္ဂန်လေးဆိုတဲ့ TV အစီအစဉ်ကိုထုတ်လွှင့်မှုခဲ့ပါတယ်။အဲဒီအစီအစဉ်မှာလူတွေကိုအရန်လှပသွားအောင်ပြောင်းလဲပေးကြတာဖြစ်ပါတယ်။အဆိုပါအစီအစဉ်ရဲ့စီစဉ်2မှာတော့ Texas ပြည်နယ်ကအသက်28နှစ်အရွယ်တကူတော်မိခင်အေမီဝီလီယံလည်းပါဝင်လာခဲ့ပါတယ်။သူကတော့နှာခေါင်းကြီးသွားကြဲကြဲဘိုက်ပူပူဖြစ်နေတဲ့သူပါ။ဒါပေမဲ့လည်းကျမအဆိုတော်ဖြစ်ခွင့်ရမလားဆိုပြီးတော့ယုံကြည်နေတဲ့သူလည်းဖြစ်ပါတယ်။ဒါပေမဲ့ခွဲစိတ်ဆရာဝန်တွေအာဟာရပညာရှင်တွေ Gym Trainer တွေစိတ်ပညာရှင်တွေရဲ့ကျေးဇူးကြောင့်စင်ဒရလာလေးလိုမျိုးပြောင်းလဲလှပသွားခဲ့ပါတယ်။ဆိုတော့အန်အောစီကတော့ကောင်းနေတယ်ပေါ့ဗျာရိုးဆိုးဆိုးမျက်မှန်ကိုချွတ်မီတို့မှန်တို့ဓာတ်ပုံတေချာရိုက်ထားတာကြောင့်လဲလှပနေတာဖြစ်မှာပါဒါပေမဲ့နှာခေါင်းခွဲစိတ်မှုဘိုင်းအစီထုတ်တာသွားညှိတာနဲ့မေယိုခွဲစိတ်တာတွေအထိပြုလုပ်ခဲ့ရပါတယ်ဒီလိုနဲ့ပဲအေမီတယောက်ရေလေးတစ်ခွက်တောင်းရတဲ့ဘဝကနေဝိုင်းတစ်ခွက်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဒီလိုနဲ့ပဲဒုတိယစီဇန်မှာမာရှာမက်တယ်ဘော့ဆိုတဲ့အမျိုးသမီးတဦးပါဝင်လာခဲ့ပါတယ်သူမရဲ့အဓိကပြဿနာကမုတ်စိတ်မွေးတွေပေါက်ပြီးတော့ကိုယုံကြည်မှုမဲ့ရာကနေတကူတဲ့အယိုးထုတ်ရမယ်လို့တော့ခန်းစားခဲ့ရတဲ့သူပါဒါပေမဲ့ခွဲစိတ်မှုတွေအပြီးမှာဘလောက်လှပသွားတယ်လဲဆိုတာကိုကြည့်နိုင်ပါတယ်ဒါကလူအစားထိုးလိုက်တာလုံးဝမဟုတ်ပါဘူးနှာခေါင်းခွဲစိတ်တာမျက်နှာညှိတာမျက်ခုံးစိုက်တာသပင်ပုံစံပြောင်းတာနဲ့မိတ်ကပ်တွေကြောင့်အခုလိုလှပသွားခဲ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဘင်္ဂန်လေးအစီအစဉ်ကိုခਿੱတနာပြီးကျန်တာတွေကိုဆက်ရအောင်ပါလူတိုင်းမှာထူးခြားတဲ့မျက်နှာပုံစံရှိကြပါတယ်မီးချွန်တဲ့လူတို့မျက်နှာကဝိုင်းနေတဲ့လူတို့ဆိုပြီးတော့ကွဲပြားသလိုလိုက်ဖက်တဲ့စပင်ပုံစံကလည်းမတူကြပါဘူးဒီအထက်ကစတာတယောက်ပြတဲ့ကယ်လီအော့စပွန်ကတော့စပင်ပုံစံကြောင့်အပြောင်းလဲကြီးပြောင်းလဲသွားခဲ့တယ်လို့ဆိုနိုင်ပါတယ်စပင်ပုံစံကြောင့်ပဲလားခွဲစိတ်မှုတွေကြောင့်ပဲလားဒါမှမဟုတ်မော်အတက်နဲ့လှသွားအောင်လုပ်လိုက်တာများလားသူမကတော့ plastic surgery လုံးဝမလုပ်ဘူးလို့အခိုင်အမာပြောထားပူပါတယ် I have not had plastic surgery. I've never done anything to my face other than a couple of injections in my lips, in my jaw, and in my forehead here. I do not lie, but thank you for the compliment. နှာခမ်းမေယိုနဲ့နဖူးကိုဘူတော့ထိုးထားတယ်လို့ဝန်ခံခဲ့ပြီးမယ်လဲ surgery လုပ်တဲ့ဆိုတာကိုတော့ညှင်းဆန်ထားပါတယ်ဒါအပြင်သူမအရန်ကိုပိန်သွားတာကိုလည်းမြင်တွေ့ရမှာပါ plastic surgery မလုပ်ပြီးမယ်လဲ2018မှာတော့အစာအိမ်ချို့တဲ့ခွဲစိတ်မှုတစ်ခုပြုလုပ်ခဲ့ပြီး84ပေါင်လောက်ကျသွားတယ်လို့ဝန်ခံပူခဲ့ပါတယ်ရလက်ကလည်းတကယ်ကိုကောင်းတယ်ဆိုတာဝန်ခံရမှာပါဆယ်လီတွေမှာနုပြည့်စေတဲ့မော်အတက်တွေရှိနေမလားထင်ရပေမဲ့တကယ်တမ်းကတော့အဲ့ဒီလောက်စိတ်ကူးရင်မဆန်ပါဘူးအမေရိကန်သား2,300,000လောက်က2020တနှစ်ထဲမှာတင်မျက်နှာတင်းရင်းအောင်ကူတာမှုတွေလုပ်ခဲ့ကြတယ်လို့ဆိုထားပါတယ်။ဆိုတော့အသက်85နှစ်အရွယ်ချတယောက်အမြဲတမ်းနုပြိုလန်းဆန်းနေတာသိတော့မဆန်းပါဘူး။တကယ်အံ့ဩစရာကောင်းတဲ့လူကတော့အချစ်တော်ကြီးအတဲပါ။သူမတယောက်2019မှာတနေ့ကိုလေ့ကျင့်ခန်း3ခါလောက်လုပ်ပြီးပေါင်ချိန်100လောက်ကျသွားခဲ့ပါတယ်။ကျွမ်းကျင်သူတွေကတော့တပတ်ကိုတစ်ပေါင်ကနေ3ပေါင်လောက်ကျရင်အရန်တော်နေပြီလို့သတ်မှတ်ထားကြတာပါ။ဒါကြောင့်လေသူမကအစာအိမ်ခွဲစိတ်မှုတွေလုပ်ခံရတယ်လို့တော့ယူဆကြသူတွေရှိနေပါတယ်။အစာအိမ်ရဲ့တစ်စိတ်တစ်ပိုင်းကိုဦးသိန်းနဲ့လမ်းလွှဲလိုက်တဲ့အဲ့ဒီကုသနည်းကတော့လူတွေရဲ့အစာစားနိုင်စွမ်းကိုရှော့ပြင်းလိုက်တာဖြစ်ပြီးကယ်လိုရီစုပ်ယူမှုနည်းသွားတာကြောင့်ဝေးကြတာပိုပြီးတော့လွယ်ကူသွားမှာဖြစ်ပါတယ်။အတဲကိုယ်တိုင်အဲ့ဒီလိုခွဲစိတ်ခဲ့ပါတယ်ဆိုပြီးဝန်ခံမထားပေမဲ့လည်း2018တုန်းကပုံစံနဲ့ဘာမှမတူတော့တာကိုတော့ဝန်ခံရမှာပါ။သူမှလည်းနှာခေါင်းခွဲစိတ်မှုလုပ်ခဲ့တဲ့ဆိုပြီးတော့ကောလာဟာလာတွေလည်းရှိနေပါတယ်။အရင်ကပုံတွေကိုပြန်ကြည့်မယ်ဆိုရင်နှာခေါင်းပုံစံမတူတော့တာကိုမြင်တွေ့ရမှာပါ။ Plastic Surgery CMO Ronaldo Calavera ကတော့နှာခေါင်းထိပ်ကအယိုးနူးကိုပါခွဲစိတ်တာဖြစ်နိုင်တယ်လို့တော့ဆိုထားပါတယ်။ဒါအပြင်အတဲရဲ့မေယိုနဲ့နှာခေါင်းကိုပြုပြင်ထားတာဖြစ်ပြီးဘိုင်းအစီထုတ်တာတွေတော့လုပ်ခဲ့တယ်လို့လည်းပြောကြသူတွေရှိနေပါတယ်။အခုထိတော့ဒါတွေအားလုံးကကောလာဟာလာအဆင့်မှသာရှိနေပါတယ်။
ကျွန်တော်ကတော့သူ့ရဲ့ရုပ်ရည်ထက်သူ့အတန်ကိုပိုပြီးကြိုက်တယ်ပဲပြောရမှာပါဗစ်တိုရီးယားခေတ်တဲကခေတ်စားလာခဲ့တဲ့မိတ်ကပ်တွေဟာအခုခေတ်လူတွေအထိလူကြိုက်များနေစေပဲဖြစ်ပါတယ်လာတော့မဲ့2025ခုနှစ်မှာတင်ဒေါ်လာ916ဘီလီယံအထိတိုးတက်လာမဲ့စီးပွားရေးလုပ်ငန်းလို့လည်းခန့်မှန်းထားကြပါတယ်2008ကနေ2013အထိ UK မှာထုံလင်းခဲ့တဲ့ South Mary Avoid အစီအစဉ်မှာဆိုရင်မိတ်ကပ်လိန်ထားတဲ့ကောင်မလေးတွေရဲ့ပုံစံမျိုးစုံကိုပြသပြီးတော့ကောင်လေးတွေကိုအတူတူအိတ်ချင်သလားလက်ထက်ချင်သလားဒါမှမဟုတ်ရှောင်ညင်လားဆိုပြီးတော့မေးခွန်းထုတ်ခဲ့ပါတယ်။ရရှိလာတဲ့ data တွေအရတဘာဝအလှကိုသာယောက်ျားလေးတွေအကြိုက်ဆုံးဆိုတာကိုသိရှိခဲ့ရပါတယ်။2013ခုနှစ်မှာဆိုရင်အသက်22နှစ်အရွယ် Panstar Mewaiman ဆိုတဲ့ကောင်မလေးလည်းဝင်ရောက်ခဲ့ပါတယ်။ပန်းရောက်စပင်မျက်နှာမှာဂွင်းတွေတက်ဆင်ထားပြီးလေသာအင်ဂျီတွေကိုသာဝေးလေးရှိတဲ့သူမကိုအခုလိုမိမ့်မလာလေးအဖြစ်ပြောင်းလဲပြလိုက်တာဖြစ်ပါတယ်။ဆိုတော့လူတွေကြောင်ရွံ့တဲ့ပုံစံကနေလူတိုင်းချစ်ခင်တဲ့ပုံစံကိုပြောင်းလဲသွားခဲ့တာပါ။သူရဲ့ပုံစံအသေးကိုမြင်မြင်ချင်းမှာပဲယောက်ျားလေး80ရာခိုင်နှုန်းကအတူတူအိတ်ချင်တယ်လို့ဖြေဆိုခဲ့ကြပါတယ်။ကျန်တဲ့30ရာခိုင်နှုန်းကတော့လက်ထက်ချင်တယ်လို့တော့မှဆိုခဲ့ကြတာပါ။ဒါပေမဲ့လည်းမဲကတော့သူ့ရဲ့ပန်းပုံစံကိုသာပြောင်းလဲခဲ့ပါတယ်။ပြောရမယ်ဆိုရင်တော့အရင်ကတော့ကြောက်စရာမကောင်းဘူးဆိုတာတော့သိချပါတယ်။လူတိုင်းကထာဝရငရွယ်မှုကိုလိုချင်တာမဆန်ပါဘူး။ဒါကြောင့်လည်း2020ခုနှစ်မှာကမ္ဘာပေါ်ကလူပေါင်း6တန်းလောက် Botox ထိုးသွင်းတာတွေလှုပ်ဆောင်လာခဲ့ပါတယ်။ Botox ထိုးသွင်းတာကမျက်နှာကြွက်သားတွေကိုတင်းရင်းစေပြီးအရေးအကြောင်းတွေကိုတက်တာစေတာဖြစ်ပါတယ်။10ရက်အတွင်း10နှစ်ငယ်စေရမယ်ဆိုတဲ့ UK က TV အစီအစဉ်တစ်ခုကြောင့်ကျွန်တော်ဆက်ပြီးတော့မိတ်ဆက်ပေးကြပါတယ်။ Botox ထိုးတာသွားပြုပြင်တာ skin care တွေလုပ်ပေးပြီးလူတွေငယ်ရွယ်တဲ့ပုံစံပြန်ဖြစ်သွားတာကိုပြသတဲ့အစီအစဉ်လည်းဖြစ်ပါတယ်။2020ခုနှစ်မှာတော့အသက်54နှစ်အရွယ်လေသူမကလေး2ယောက်အမေဂေးဆိုတဲ့သူပါဝင်လာခဲ့ပါတယ်။သူမကတော့သူ့ကိုယ်သူဆိုဖာအဟောင်းကြီးလို့ရှုံတနေတဲ့ဆိုပြီးတော့ပြောလေးရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။လူတွေကိုသူရဲ့အသက်ခံမှန်းခိုင်းကြတော့64နှစ်လို့ပြောနေသူကအများဆုံးဖြစ်ခဲ့ပါတယ်။သူမကတော့တကယ်အသက်ထက်ကို10နှစ်လောက်ပိုပြီးတော့အိုစာနေတယ်လို့ပဲဆိုရမှာပါ။ဒါပေမဲ့ပြုပြင်မှုတွေလုပ်ပြီးသွားတဲ့အချိန်မှာအခုလိုလှပသွားခဲ့ပြီးအဖွားကြီးပုံစံကနေဟောလီဝုဒ်စတားလိုမျိုးပြောင်းလဲသွားခဲ့ပါတယ်။အဲဒီနောက်တော့လူတွေပါသူ့အသက်ကို49နှစ်လိုပဲထင်ကြတဲ့အထိပြောင်းလဲသွားခဲ့ပါတယ်။ဟုတ်ကဲ့ပါဒီနေ့ရဲ့အစီအစဉ်လေးကိုဒီမှာနဲ့ရန်နာကြပါတယ်။ဒါတွေကတော့ခုနောက်ပိုင်းဤပညာအားကိုအလှအပရေးရတွေအကြောင်းတင်ဆက်ပေးခဲ့တာပါ။ARDမှာခုလိုမျိုးဗဟုသုတပိုင်းဆိုင်ရာတွေကိုနေ့စဉ်တင်ဆက်ပေးနေတယ်ပြောရင်နောက်ထပ်ဗီဒီယိုမှပြန်ဆောင်ရအောင်ပါ။